Kasene Bluji. ဟိုးရှိရှိတောင်ကဘယ်နေတီပြီးမှမင်းသားလေးတစ်ပေါင်းမွေးဖွားလာတယ်သူ့ကိုမွေးတဲ့နေ့မှာပဲနန်းတော်ကပုံနာကြီးတွေကဟောလိုက်တယ် အရှင်မင်းကြီးဒီကလေးဟာကြီးလာရင်တာမန်လူမဟုတ်ဘူးဇမုတိတ်တကြွလုံးမှာအတော်ဆုံးစစ်တီတော်ဖြစ်လိမ့်မယ်အထူးသဖြင့်လက်နက်၅ပါးကိုအသုံးပြုပြီးနာမည်ကြော်ကြားမဲ့သူပါဗျာ ဒါကြောင့်သူ့နာမည်ကိုပစ္စဗုဒ္ဓလက်နက်၅မျိုးကိုက်ဆောင်သူလို့အမည်ပေးလိုက်ကြတယ်မင်းသားလေးကငငယ်ကလေးကအရန်ထက်မြက်တယ်ဓာတ်ခုတ်မလားနှံထိုးမလားဘယ်သူမှမရှင်းနိုင်ဘူးသူကကိုရန်ကြည်မှုတွေအရန်ပြည့်ထန်နေတာပေါ့ရေရောက်တော့တက္ကသိုလ်ပြီးမှပညာသွားတင်တယ်ဆမ်မီဘယ်ရီအကောင်အောင်လို့အိမ်ပြန်ခါနေတော့ဒီတာပေါ်မကဆရာကြီးကသူ့ကိုခေါ်လိုက်တယ် ချစ်သားမင်းသားလေးမင်းဟာပညာဆုံးပြီဒါကြောင့်ဆရာကမင်းအတွက်အထူးလက်ဆောင်ပေးမယ်လေးများတန်ရက်ဓာလှမ်းမင်းတို့မင်းရဲ့မွေးရပါလက်ယုံရည်နဲ့ပေါင်းရင်လက်နက်၅မျိုးပေါ့ကွယ် ဟာမိုက်လိုက်တာဆရာကြီးဒီလက်နက်တွေရှိရင်ကျွန်တော်ကလောကမှာအတန်မာဆုံးပဲဘသူ့ကိုမှဂယုစိုက်เสียမလို့တော့ဘူး မောင်မင်းသားတတိထားပါလက်နက်ဆိုတာအပြင်ပန်းအကာအကွယ်ပဲရှိတာရန်သူကကိုယ့်ထက်အင်အားကြီးနေရင်မင်းရဲ့နှလုံးသားတွေကဉာဏ်ပညာကိုပဲအားကိုးရမယ်နော် မင်းသားကတော့ဆရာစကားကိုခေါင်းငင်းရပဲညှိခဲ့ပြီးလက်နဲ့ကြီး၅မျိုးကိုလွယ်လို့တောအုပ်ကြီးထဲဝင်လာခဲ့တယ်တောအုပ်ကတိုက်ဆိုင်ပြီးအမိုင်းနေတာပဲအဲ့ဒီမှာတစ်ပင်ပေါ်ကမြက်ကလေးပညာကခုတ်ဆင်းလာပြီးတားပါလေရော ရှေ့မသွားနဲ့ခိုရှေ့မှာကဆေးနဲ့ဘလူးကြီးရှိတယ်အဲ့ဒီကောင်ကြီးကထိသမျှအကုန်ကတ်တာကျွန်တော်ဦးလေးတွေအကိုတွေအများကြီးအစားခံလိုက်ရပြီ မင်းကလည်းကြောက်တက်လိုက်တာပိန်ညောင်လားငါ့ကိုကြည့်စမ်းလက်နက်အပြည့်နဲ့ဘလူးမကလို့ဘလူးဖို့လာခဲ့စမ်းပါစေငါးများတစ်စင်းနဲ့တင်ကိစ္စပြက်တယ်ဖဲဟဲ့ငါသွားမယ် မင်းသားကမြက်ကလေးကိုတွန်းဖက်ပြီးတောနဲ့ထုတ်ကိုဝင်သွားပါတော့တယ်မြက်ကလေးကတော့မျက်လုံးလေးကလက်ကလက်နဲ့အနှုတ်ကနေခိုးလိုက်ကြည့်တာပေါ့တော့အဲ့လေရုတ်တရက်လေးတွေကျန်းလာတယ်တစ်ပင်တွေလှုပ်ခါပြီးဝေါင်းဆိုတဲ့အတန်ကြီးနဲ့တူဘလူးကြီးပေါ်လာပါလေရောသူ့ပေါ်စံကအရက်ကထမ်းမေလောင်မြစ်တယ်ဗက်ကြီးကစူပွားနေပြီးတကူလုံးမှာအမွေးမဲကြီးတွေနဲ့စိတ်ကပ်နေတာပဲ ဝါဘေးကအသားနုနုကောင်လေးလေငါဗိုက်စာနေတာနဲ့အတော်ပဲလာစမ်းငါရဲ့အချိုပွဲလေး ဟေးဘလူးကြီးမင်းငါ့ကိုတာမန်ကလေးမှတ်နေလားငါနာမည်ကပြင်စဦးဒမသေးချင်ရင်လမ်းဖယ်ပေးစမ်း မင်းသားကလေးကိုတင်းပြီးအစိတ်များနဲ့ပစ်ထက်လိုက်တယ် မင်းရဲ့မြားကငါအမွေးမှာလာကတ်နေပါရောလားစထိုးထိုးဖို့တော့မကောင်းပါဘူးကွာ ဒါဆိုရင်တော့ဒီတန်လျက်ဓာတ်နဲ့ပိုင်းပင့်ပဲ မင်းသားကဒေါသထွက်ပြီးဓာတ်နဲ့ခောက်တယ်လက်ဆူပြီးဓာတ်ပါကပ်သွားပြန်ရောလှန်နဲ့ထိုးတယ်လှန်ကပ်သွားတယ်မင်းတောင်းနဲ့ရိုက်တယ်ဒုက္ခသွားတယ်ဘာလို့လို့အကောက်ကပ်နေတာပဲ ဟေးကောင်မင်းငါ့ကိုလက်နက်ကုန်ပြီးမှတ်နေလားငါလက်သီးရှိသေးတယ်ကော ညင်ပြီလားကောင်လေးမင်းဘာလုံနိုင်သေးလဲကဲမင်းကငါဝါးစားလိုက်တော့မယ် မင်းသားခမရဘလူးကြီးရဲ့ရင်ဘက်မှာပိတ်ကူအိမ်မှာမိတဲ့ပိုးကောင်လေးလိုတွဲလုံးကြီးဖြစ်နေရှာတာပေါ့တေခါနီးဆက်ဆက်အချိန်မှာမင်းသားကဆရာကြီးရဲ့စကားကိုရုတ်တရက်သတိရသွားပါတော့တယ်လက်နဲ့တွေအသုံးမဝင်ရင်ဉာဏ်ပညာကိုသုံးပါတဲ့မင်းသားဟာကြောက်ရမယ့်အစားရုတ်တရက်အတန်ကျဲကြီးအော်ရီလိုက်တာပေါ့ ဟေးမင်းယူသွားပြီလားတေကနီးနေပြီဘာလို့ရေတာလဲ ငါမယူဘူးမင်းငါ့ကိုစားမှာကိုဝမ်းသာလို့ရေတာဘာလို့လဲဆိုတော့ငါဘိုက်ထဲမှာတကြားမင်းပေးထားတဲ့ဝရစိန်လက်နက်ရှိတယ်အဲ့ဒီလက်နက်ကိုမင်းကျင်ညအောင်ဝါလို့မရဘူးငါ့ကိုစားလိုက်တာနဲ့အဲ့ဒီလက်နက်ကမင်းဘိုက်ကိုခွဲဥကိုဖြတ်ပြီးမင်းပါတေလိုက်မယ်အတူတူတေကြတာပေါ့ကွာစားလေ တကယ်တော့ဝရဇင်လေးနဲ့ဆိုတော့မင်းသားရဲ့ရင်ထဲကပညာဉာဏ်ကိုတင်စားခြင်းဖြစ်ပါတယ်ဒါပေမဲ့မင်းသားရဲ့မျက်လုံးတွေကအရန်ရဲရဲနေတော့ဘလူးကြီးတွေးရခတ်သွားတာပေါ့ မစားရဲပါဘူးဗျာ
တကယ်ပဲဘိုက်ကွဲပြီးတေးပါလိမ့်မယ်သွားပါတော့မင်းသားလေးရဲ့ကျုပ်ကိုအသက်ချမ်းသာပေးပါ ကြောက်လွန်လို့ဘလူးကြီးဟာမင်းသားကိုသူ့ကိုယ်ပေါ်ကနေအသက်တကြီးခွာပေးလိုက်တယ်လွတ်လာတဲ့မင်းသားဟာမပြေးပါဘူးကြောက်တော့ပုံမှာထိုင်ပြီးဘလူးကြီးကိုဆောင်းမပါတော့တယ် ဘလူးကြီးမင်းဘာလို့ဒီလောက်ရုပ်ဆိုးပြီးလူတွေကိုဒုက္ခပေးနေရတာလဲတလားအတိတ်ဘဝတုန်းကမင်းဒေါသကြီးခဲ့လို့သူများကိုညှင်းဆဲခဲ့လို့ပဲအခုဒီဘဝမှာထပ်ပြီးလူတက်နေမယ်ဆိုရင်နောင်ဘဝကြရင်ဒီထက်ဆိုးတဲ့အမှောင်တိတ်ဆန်ဘဝကိုရောက်လိမ့်မယ်မင်းဒီတန်တရာတွေကမလွတ်ချင်ဘူးလား ကျုံနားလေပါပြီမင်းသားလေးကျုံနောင်တရပါပြီဒီနေ့ကစပြီးဘသူ့ကိုမှဒုက္ခမပေးတော့ပါဘူး ကောင်းပြီဒါဆိုရင်မင်းဒီတောအုပ်ကိုစောင့်ရှောက်တဲ့တောဆောင်နှက်ကောင်းတစ်ပါးအဖြစ်နေထိုင်လိုက်တော့ အဲ့ဒီနောက်တော့မြက်ကလေးပညော်ရဲ့ဘလူးလိမ်မကြီးရဲ့မင်းသားရဲ့တငယ်ချင်းတွေဖြစ်သွားကြတာပေါ့မင်းသားလည်းသူ့ရဲ့တကယ်လက်နက်ဖြစ်တဲ့ပညာဉာဏ်ကိုသုံးပြီးတိတ်ပြေကိုပြန်သွားကတရားမျှတတဲ့ဘီရင်တစ်ပါးဖြစ်လာတဲ့ကွယ်အခက်ခဲကြုံလာရင်အမငယ်နဲ့ပညာဉာဏ်နဲ့မိတ္တတရားကိုသုံးရင်ရန်သူကိုယ်တော်မိုက်ဆွေဖြစ်အောင်ပြောလဲနေပါတဲ့ကွယ်